我别闹不了钱，别闹不了钱。အခုမှဒီရတနာဘုံကမှယူချင်းတယ်ဘာဖြစ်လို့ကိုနေတဲ့ဒီကျန်းလို့လူကြီးတော့ချက်ကိုလေးနဲ့ငားနေတယ်ဟိုကမလာဘူးတော်မျိုးတော့တော်တော့ကျွန်တော်မကြိုက်ပါဟိုလူနေတဲ့အခန်းဆိုပုံကြီးကြီးချမ်းတယ်ဟောဒီကအေးအောင်ပေါတာမပြီးဘူးဟိုတို့နေတဲ့ခန်းလေးဆိုကြည့်တယ်မိမိချောင်းကြီးအေးအောင်ပေါတယ်ဘယ်လိုလုပ်အိမ်ဒီမကောက်ဘူးပြောသူစီးတဲ့ကားကိုရှိသွားပြီလို့ကားဝယ်နေပြီဟုတ်ကဲ့သူ့ဆိုင်နဲ့ဝယ်ပေးတာလေခိုးတော့ဒါပေမဲ့ဘယ်သူမှပေးမစီးနဲ့တဲ့ရှင်တော်မင်းသားပေးမစီးနဲ့တဲ့တယောက်နဲ့စီးတယ်ဟောဒါပေမဲ့ထိုင်မစီးနဲ့တဲ့ဘလို့စီးရမလဲအိတ်စီးရမယ်ခါတာလို့အဲ့တော့ဘာလို့ကောင်းလဲဆိုအမလေးအိတ်ပြောရတာနဲ့ခဲသွားစေရမှာဟောဒီကြိုက်တယ်ကျွန်တော်ဒီကြိုက်ပါလားလာမတွေကြိုက်နေတာလို့ရွှေရောင်တုပ်လေးတွေဟာအဲ့ဒါလည်းပဲရှိနေပွင့်နေစိတ်ကြီးတယ်အမဆိုင်မတော့တက်ထားနေတယ်ဟုတ်တယ်နေပဲလေဒီနေ့ဒီတော့မှအဲ့ဒါဒီတော့ဒါပေမဲ့သူအဲ့လိုတတ်မယ်သူလာပေါ်တယ်သူပြောပြီးတော့ဟုတ်တယ်ပေါ်မှာသူရလာပေါ် ဟောတော့ပြပြတယ်လို့ပါဘူးဒီလိုနားကောင်းတယ်ကတော့ကိုပြောတာတော့ကိုအုပ်လိုက်ကြတော့ဒီနားပေါ့ကျွန်တော်လည်းဟိုနောက်ကနေပြီးတော့ဘာမှလည်းမလုပ်ရှိဘူးကိုပြပြတဲ့အစိုးရကြီးလို့တဲ့ပြောလိုက်ပါဝန်ထမ်းတွေတယောက်ချင်းချပါဟုတ်ကဲ့နောက်မှမလို့ဘယ်မှာဆူလာပါကျွန်တော်တို့စပွဲတွေကြတော့တညာလုံးဆိုတော့ ACC ပဲမပြောင်းခြင်းပဲယုံနေမှာအေးရဒါအခုကဒီမှာရှိခဲ့တဲ့သူတွေကဒါရွှဲတိုက်တယ်လားဒီစက်ကဖုန်းကိုဝိုင်းကားနဲ့လာချတဲ့သူတွေရှိတယ်အခုကကိုယ်ပိုင်ကားနဲ့မဟုတ်တော့စီတူကလည်းခက်လို့ဆိုအိုးဝင်နေတာကြည့်ပြန်လာဓမ္မလေးတူ